အားလုံးမင်္ဂလာပါကျွန်တော်ကတော့ digital design ကုမ္ပဏီပါကျွန်တော်အခု split printer အမျိုးအစားတစ်မျိုးဖြစ်တဲ့ H printer လေးကိုဘယ်လိုတက်ဆင်ရမလဲဆိုတာရှင်းပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးဒီ H printer လေးမှာဆိုရင်တော့ကွန်ပျူတာနဲ့ချိတ်ဆက်လို့ရတဲ့ keypad နဲ့ power supply ကြိုးနှစ်ကြိုးပါဝင်ပါတယ်။ကျွန်တော်တို့ဒီ power supply ကြိုးလေးဟိုဆိုရင်တော့ဒီ H printer ရဲ့အနောက်ဘက်မှာရှိတဲ့ဒီညာလေးမှာတက်ဆင်ပေးပါ။ဒီရင်ကျွန်တော်ကွန်ပျူတာနဲ့ချိတ်ဆက်လို့ရတဲ့ကြိုးလေးကိုဒီဘက်အပေါက်လေးမှာတက်ဆင်ပေးပါ။ဒီမှာကျေရုံးတက်ဆင်ကြည့်ပါရစေနော်ကျွန်တော်တို့ဒီဘေးမှာရှိတဲ့ခလုတ်လေးကိုပြီးပြီးတော့ဖွင့်လိုက်လို့ရပါတယ်ပြီးသွားရင်ကျွန်တော်တို့ဒီကောင်ကတော့ slip paper လို့ပါ slip paper လို့ရဆိုရင်တော့ဒီတန်းလေးနဲ့ဟောဒီလိုပလက်လန်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ဒီလိုမောက်ပုံထည့်လို့မရပါဘူးဒီတိုင်းကျွန်တော်ဒီလိုပြန်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ H printer လေးကိုဘယ်လိုတက်ဆင်ရမလဲဆိုတာတက်ဆင်ပြသပြီးပါပြီအားလုံးကျေးဇူးတင်ပါတယ်